မဖြစ်နိုင်တာကိုဖြစ်အောင်ဖန်တီးခဲ့တဲ့ Dana White နဲ့ UFC ရဲ့ဇလံဒီကနေ့ကမ္ဘာအကြီးဆုံးနဲ့အအောင်မြင်ဆုံးအားကစား Empire တွေထဲကတစ်ခုဖြစ်တဲ့ Ultimate Fighting Championship UFC ရဲ့အချိန်အဝါကိုဘယ်သူမှငြင်းလို့မရပါဘူး။ဒါပေမဲ့အဲ့ဒီမီလီယံလိုတောက်လောင်နေတဲ့အောင်မြင်မှုရဲ့နောက်ကွယ်မှာပြတ်သုံးလူနီးပါအမောင်ကျခဲ့တဲ့ခရီးရန်ကြီးတစ်ခုရှိခဲ့ပါတယ်။ဒီအရာအလုံးက1980ပြည့်လွန်နှစ်တွေမှာစတင်ခဲ့တာပါ။ဘရာဇီးနိုင်ငံက Gracie မိသားစုဟာမြောက်အမေရိကကို MMA ဆိုတဲ့တိုက်ခိုက်ရေးနည်းတစ်ခုကိုယူလာခဲ့ပါတယ်။အဲဒီတုန်းကတော့ Brazil စကားနဲ့ Vetudo လို့ခေါ်တာပါ။ဘယ်တိုက်ခိုက်ရေးကပိုကောင်းလဲဆိုတာကိုရှင်းပြရင်းပေါ်လာတာဖြစ်ပါတယ်။ကာနီဗယ်ပွဲနဲ့စက္ကပ်ပွဲတွေမှာအဲ့ဒီပြိုင်ပွဲတွေလည်းကျင်းပခဲ့ပါတယ်။ Brazil သား Helio Gracie ကသူကျွမ်းကျင်တဲ့ Jiu-Jitsu ကိုအသုံးပြုပြီးတော့အရွယ်ကြီးတဲ့ပြိုင်ဘက်တွေကိုအနိုင်ရလာတဲ့အချိန်မှာနာမည်ကြီးလာခဲ့တာပါ။ဒီလိုနဲ့1993ခုနှစ်လောက်ရောက်တော့ပထမဆုံး UFC ပြိုင်ပွဲကြီးကိုကျင်းပခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပွဲတွေကရက်ဆက်ကြမ်းတမ်းလွန်းနေဆိုတဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ အမေရိကန်အထက်လွှတ်တော်အမတ်ဂျွန်မာကိန်းကလည်းဒီပွဲကိုလူသားချက်တိုက်ပွဲလို့နာမည်တက်ပြီးတော့ဖျက်သိမ်းဖို့ကြိုးပမ်းခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ပြည်내36ခုမှာအဲ့ဒီအားကစားကိုပိတ်ပင်ခံလိုက်ရတာပါ။2000ခုနှစ်အရောက်မှာတော့အခြေအနေမလှတဲ့ UFC ဟာဒေဝါလီခံရလူနေပါအခြေအနေကိုရောက်လာခဲ့ပါတယ်။ဒီလိုတွေဖြစ်နေတဲ့အချိန်မှာပဲဘောက်ဆင်လောကနဲ့နှိစက်တဲ့ဒေနာဝိုက်က MMA ဇက်ခုံပေါ်ကိုရောက်လာခဲ့တာပါ။သူကလည်းခေါင်းမာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ငယ်ငယ်တုန်းကစီကံဖောက်ဖျက်မှုတွေကြောင့်အထက်တန်းကျောင်းကနေ2ကြိမ်ကြောက်ထုတ်ခံခဲ့ရတာပါ။အရွယ်ရောက်လာတော့ဘောက်ဆင်ကစားသမားတွေကိုစီမံခန့်ခွဲရတဲ့မန်နေဂျာဖြစ်လာခဲ့ပါတယ်။အဲဒီမှာလည်းဒေသခံမာဖီးယားတွေနဲ့ညီပြီးတော့ထွက်ပြေးခဲ့ရတဲ့ကိစ္စတွေရှိခဲ့တာပါ။အဲဒီတုန်းကဘော့စတွန်မာဖီးယားတွေကဒေနာဝိုက်ကိုနေ့လယ်တနာရီနောက်ဆုံးထားပြီးတော့အကျွေးပြန်မပေးရင်ဘာလုပ်မယ်ညာလုပ်မယ်လို့ဖုံးဆက်ချင်းချောက်ခဲ့တာပါ။ဖုံးဆက်ပြီးချင်းမှာပဲဒေနာဝိုက်လည်းလေရင်လက်မှတ်ဝယ်ပြီးတော့လက်ဖေးကတ်ကိုထွက်ပြေးခဲ့ရပါတယ်။ဒီချိန်မှာပဲအရင်ကခင်မင်းခဲ့မှုတဲ့လိုရန်ဇိုဖာတီတာတထင်းညီကိုနဲ့ပြန်ဆုံခဲ့ရတာပါ။အဲ့ဒီညီအကူကဂျူဂျစ်စုကိုအရန်စိတ်ဝင်စားကြပါတယ်။ဒီချိန်မှာ UFC ကိုရောင်းဖို့ကြိုးစားနေတဲ့သတင်းကိုကြားလိုက်ရတာပါ။ဒေနာဝိုက်က UFC ကိုဝယ်လိုက်ဖို့အဲ့ဒီညီကို2ယောက်ကိုအတင်းတိုက်တွန်းခဲ့ပါတယ်။ဒီလိုနဲ့ဖာတီတာညီကိုတွေလည်း2000ခုနှစ်မှာ UFC ကိုဒေါ်လာ2သန်းနဲ့ဝယ်ခဲ့လိုက်တာပါ။သူတို့ကဒေနာဝိုက်ကိုဥက္ကဋ္ဌနေရာပေးခဲ့တယ်လို့ရှယ်ယာရဲ့10%ကိုလည်းပေးခဲ့ပါတယ်။ဒီချိန်မှာ UFC ကိုအောင်မြင်အောင်လုပ်ဖို့တာဝန်ကဒေနာဝိုက်ရဲ့ပခုံးပေါ်ကိုလုံးဝရောက်လာခဲ့ပါပြီ။ပြဿနာကပွဲလက်ခံကျင်းပမဲ့နေရာကိုရှာရခတ်နေခဲ့တာပါ။အားကစားခန်းမတွေကလည်း UFC အတွက်နေရာမပေးချင်ခဲ့ကြပါဘူး။နောက်ဆုံးဒေါ်နယ်ထရန့်ပိုင်ဆိုင်တဲ့အတလန်တီစီးတီးက Touch Mahal Casino ကပဲကျင်းပခွင့်ပေးခဲ့ပါတယ်။အဲ့ဒီပွဲရဲ့ပထမဆုံးနေ့မှာဒေါ်နယ်ထရန့်ကိုယ်တိုင်အားပေးခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအထိ UFC ကအခြေအနေကောင်းမနေခဲ့ပါဘူး။ရင်းနှီးမြှုပ်နှံမှုကလည်းဒေါ်လာတန်း40လောက်ရှိလာပါပြီ။အရှုံးတွေလည်းပြနေခဲ့ပါတယ်။ဒီအချိန်မှာဒေနာဝိုက်လည်းနီလန်တစ်မျိုးစဉ်းစားခဲ့ရတာပါ။နောက်ဆုံး The Ultimate Fighter ဆိုတဲ့ reality show ကိုရိုက်ကူးပြီးတော့ Spike TV ကနေထုတ်လွှင့်ခဲ့ချိန်မှာတော့လူတွေရဲ့အားပေးမှုကိုရလာခဲ့ပါတယ်။ပွဲကောင်းတွေအများကြီးရှိတဲ့ကြားမှာ Forrest Griffin နဲ့ Stephen Bonner တို့ရဲ့အဆုံးသတ်ပွဲဟာ UFC ကိုနာမည်ကျော်ကြအောင်ကယ်တင်ပေးခဲ့တဲ့ပွဲအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒီလိုကနေဒေနာဝိုက်ရဲ့ဥဆောင်မှုအောက်မှာ UFC ကကမ္ဘာကျော်လာပါတယ်။2016မှာတော့ UFC ကိုဒေါ်လာ4ဘီလီယံနဲ့ရောင်းနိုင်ခဲ့တာပါ။အဲဒီနောက်ပိုင်းမှာလည်းဒေနာဝိုက်ကပဲဆက်ပြီးတော့ဥဆောင်ခဲ့ပါတယ်။လက်ရှိမှာတော့ UFC ဟာဒေါ်လာ15ဘီလီယံတန်ကြေးရှိတဲ့ကမ္ဘာအကြီးဆုံးအားကစားအင်ပါယာအဖြစ်ဆက်လက်ကြီးထွားနေတုန်းပါပဲ။ညီကိုချုပ်ပြောရရင်တော့ဒီဇင်ဘာ9ရက်နေ့မနက်ခင်းမှာပန်တိုဂျာနဲ့ဂျော်ရှူဝါဘန်တို့ရဲ့ချန်ပီယံကပတ်စင်ခေါ်ပွဲလေးရှိနေပါတယ်။အဲဒီပွဲမတိုင်ခင်ဒီဗီဒီယိုလေးကိုကြည့်မိတယ်ဆိုရင်တော့မြန်မာဖိုက်တာလေးဂျော်ရှူဝါဘန်ကိုအားပေးဖို့တိုက်တွန်းရမှာပါ။အဆုံးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။